ခုကမင်္ဂလာပါနော်ခုကသတင်းကျွတ်အချိန်ဆိုတော့သတင်းကျွတ်ချိန်မိပါလေကိုတဲ့လူကြီးတွေရှာသမားတွေကတော့ကြရတယ်သတင်းကျွတ်ကာလာဆိုဖီယာအဲ့ဒီစကားကိုခဏကြားနေရတယ်လိုင်းပေါ်မှာလည်းလို့သတင်းကျွတ်နဲ့ပတ်သက်တဲ့လို့ post လေးတွေနော်မျိုးစုံတက်တယ်ပေါ့လို့တက်တော့ဖြစ်ချင်တော့ပြီးအရင်ကဖတ်ခဲ့ဘူးတဲ့အစာအုပ်ထဲတော့မှရှိတယ်။ဒါလည်းဆိုတော့အဲဒီစာအုပ်ကတော့ဒီနေ့ဖီအဲဒီစာအုပ်ကိုကောက်ကင်မိရပါတော့။ကောက်ကင်နေပြီးတော့ဒီလိုပဲအပြင်းပြေပေါ့နော်။စာလေးဖတ်မယ်ပေါ့နော်လို့စဉ်းစားလိုက်တာနဲ့ဖီကဖွင့်လိုက်တော့တိုက်စတိုင်းပဲအဲ့ဒီခေါင်းစဉ်ကမီးပုံးပြန်နဲ့အဲ့ဒီရေးထားတဲ့ topic ကမီးပုံးပြန်တယ်ဒါတော့ပဲမီးပုံးပြန်ဆိုအဲ့နဲ့သူကဘာမီးပုံးပြန်ဆိုတော့သူအမှလူရေးထားလဲဆိုတော့သူကအိမ်အောင်ရေးတစ်ခုနဲ့သူကတော့ချိန်စပြတာပေါ့နော်ဆိုတော့မီးပုံးတစ်ခုကအပေါ်တက်ဖို့ဆိုလို့ရှိရင်ကောင်းတောက်လောင်နိုင်တဲ့မီးပြင်းအားရှိဖို့လိုတယ်ပြီးရင်အပေါ်ရောက်သွားတဲ့ခါကျလို့ရှင်လေအဲ့ဒီမီးပုံးပြန်ပေါ့နော်မီးပုံးပြန်ကအောက်ကိုပြန်မကျုံအောင်ပြန်ပြီးတော့ဟိုလိုမကြပါအောင်လို့ဆိုပြီးတော့ထိန်းညှိပေးတဲ့ဟာတွေရှိရပေါ့ဆိုတော့မီးရလဲတဟုန်လိုကြီးတောက်နေပြီးတော့အပေါ်လည်းရောက်မီးစာကုန်သွားတာမျိုးမဟုတ်ပဲနဲ့အဲ့လိုမီးစာကလည်းလို့ချိန်ညှိပြီးတော့လေအဲ့လိုဟန်ချက်ညင်ကြီးနဲ့တွားမှသာအပေါ်ရောက်တဲ့ခါကျဆိုလို့ရှိရင်လည်းဒီမီးပုံးပြန်လေးကနော်ကိုတွားခြင်းတဲ့နေရာလေးအထိကိုအဲ့ဒီမီးစာပေါ့လောင်စာကလောက်ငါမှာပေါ့နော်လောင်စာကဘယ်ကွာဝေးထိတွားမယ်ဆိုရင်ဘယ်လောက်ကုန်လဲဆိုတော့တစ်ချက်ထားပြီးသားလေဆိုတော့ကိုကမဟုတ်ဘူးဟန်ချက်ညင်ကြီးနဲ့မဟုတ်ပဲနဲ့ဆိုပြီးမီးတောက်ချင်တဲ့ချိန်တိုင်းတောက်လိုက်တယ်မီးနေချင်တဲ့ချိန်တိုင်းမီးနေသွားတယ်ဆိုရင်မီးပုံးပြန်တစ်ခုဟာကောင်းကင်ပေါ်မှာသွားတဲ့ပြန်တဲ့ခါကျမီးပုံးပြန်သွားတဲ့ခါကျလို့ရှင်ဟန်ချက်မင်းကြီးကိုတဲ့ခါကျရင်ပြုတ်ကြတာတော့ကိုလိုရခီးကိုမရောက်ဘဲနဲ့ကောင်းကောင်းဆင်းနိုင်တာဒါမျိုးဖြစ်တတ်တာပေါ့နော်ဝေးအဲ့ဆိုတော့အိမ်တော်တစ်ခုမှဆိုလဲအဲ့လိုပါပဲနော်နောက်တစ်ခုမှဆိုလို့ရှင်လဲဗာလဲဆိုတော့နောက်တစ်ခုမှဒီငယ်ဖို့ဆိုလို့ရှိရင်အဲ့လိုမျိုးဟန်ချက်ညင်ကြီးတွားကြဖို့လိုတာပေါ့နော်ဟန်ချက်ညင်ကြီးတွားကြဖို့လိုတယ်ဆိုဒီမှာကဝင်ကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောမှာပေါ့နော်အိမ်တော်ရေးမှာဝင်နဲ့ပတ်သက်ပြီးတော့အိမ်တော်မှာလူနှစ်ဦးနဲ့တိဆောက်လာတဲ့အိမ်တော်မှာလို့တစ်ဖက်ကဝင်ပူရှာနိုင်တာတို့ဘာလို့ဆိုတဲ့အချိန်ကြရင်ညာတော့အဖြစ်ပေါ့နော်ကိုရင်ကြားနေရတယ်ညင်ဘူးနေရတဲ့ဟာတွေကပါတယ်လဲဆိုတော့ဝင်ပူရှာနိုင်တဲ့လူကအိမ်တော်တစ်ခုမှသူ့စကားအောင်တယ်သူကဒါဆိုတာမျိုးပေါ့နော်ဒီတော့ဆိုလဲဝင်သိမ်းရှာနိုင်တဲ့သူက30နေတာပေါ့နော်ဆိုတော့စကားတစ်ခုလည်းရှိရတယ်ကိုပြောတဲ့စကားတွေကဘာဝင်ချင်လဲဆိုရင်ငွေများရှာစားတယ်အဲ့လိုတော့ရှိတယ်ပေါ့နော်ဒါဟာတာအနေနဲ့ပြောပြရမှာအဲ့တော့ဘာပဲပြောပါအိမ်တော်တစ်ခုဖြစ်လာပြီဆိုရင်ကျတော့ဒီ2ယောက်တည်းတိဆောက်ရတဲ့အိမ်တော်မှာကဟန်ချက်ညင်ကြီးသွားဖို့လိုတယ်ငါကတော့ပတ်စံပို့ရှာနိုင်လို့ဆိုပြီးတော့လေအဲ့လိုမျိုးတွေးကြည့်သွားလို့မရအောင်ဘာလို့လဲဆိုတော့ကိုယူရတာကိုရဲ့လောက်အောင်ခဲ့တာလည်းမဟုတ်ဘူးဟုတ်နော်ကိုတပွားလုံးကိုရဲ့ချီစာသေးဆုံးအိမ်နောက်တောင်ဝင်လိုက်လုပ်ပေးနေရမယ်ခိုင်းစီလည်းမဟုတ်နော်ကိုနဲ့အေးတူကိုမြဘွားတစ်ခုဖြတ်တန်းမဲ့ကိုရဲ့ပတ်တနာလက်တွဲဖို့ဖြစ်တယ်နော်အဲ့ဆိုပတ်ပေးတာဆိုတော့အိမ်နောက်တစ်ခုဒီမြင်ဖို့ဆိုလို့ရှိရင်ဟန်ချက်ညင်ကြီးတွားကြဖို့ကိုဖီးရပြောချင်တာပေါ့နော်ဆိုတော့ဒီခုလက်တလုံးမှာဆိုလည်းမြင်နေရရှိတယ်ပေါ့နော်
ချိုကိုပတနာကနိုင်ငံခြားရောက်သွားလို့စံပိုးရှာနိုင်လို့အဲ့လိုပေါ့နော်သူနဲ့ငွေတူတယ်အဲ့လိုမျိုးပတနာမိန်းကလေးကိုရွေးချယ်သွားတာတို့ပတနာယောက်ျားလေးရွေးချယ်သွားတာတို့ဒါတွေကကြားနေရတယ်ပေါ့နော်ကြားနေရတယ်မြင်နေရတယ်ဆိုတဲ့ခါကျတော့relationship တွေမှာဆိုလို့ရှိရင်တော့အိမ်တော်မပြူရသေးတဲ့ relationship တွေမှာဆိုရင်တော့ဒါဟာကိုယ့်အတွက်အချိန်မီပြန်ပြီးတော့ကိုနဲ့ဒီစက်မပါဘူးကိုနဲ့တပွားလုံးအတွက်ကိုယ့်အတွက်စစ်မှန်တဲ့လူတယောက်မဟုတ်ဘူးဆိုတာကိုသိတယ်ဆိုရင်တော့နောက်ဆုတ်လိုက်တာကအကြောင်းမဟုတ်ပေမဲ့အိမ်တော်တစ်ခုသာဖြစ်သွားခဲ့ပြီဆိုရင်ကျတော့ဒါတွေကအိမ်တော်ပြိုကွဲရေးဘက်တွေကိုနော်ဥတီသွားတတ်တဲ့အရာတွေဖြစ်တတ်တယ်ဆိုတဲ့အခါကျတော့ပြောချင်တာကအိမ်တော်တစ်ခုမှာဝင်ငွေရှာနိုင်တာတစ်ခုတည်းနဲ့လည်းဟန်ချက်ညီတာမဟုတ်ပါဘူးအဲ့တော့ကိုကဝင်ငွေပို့ရှာနိုင်တယ်ဆိုတိုင်းလည်းတွေးမကြည့်ပါနဲ့ဘာလို့လဲဆိုတော့ဝင်ငွေကရှာပြီးရင်ဒါကိုကောင်းကောင်းစီမံခန့်ခွဲပြီးအိမ်နောက်တာဝန်တွေတခြားတာဝန်တွေအများကြီးရှိပါတယ်နော်အိမ်တော်ရေးမှာတခြားအိမ်နောက်တာဝန်တွေအများကြီးရှိရဲ့ဒီဟာကိုကိုနဲ့တကယ်ကိုပေးများနဲ့သူတပွားလုံးပုံအပ်ပြီးတော့ကိုနဲ့ဘာတစ်ခုကိုတိဆောက်ထားတဲ့လက်တွဲပေါ်အပေါ်မှာသူ့ရဲ့တန်ဖိုးတွေမမေ့သွားဘူးနော်ဟန်ချက်ညီညီလေးနဲ့ဆက်ပြီးတော့အိမ်တော်ကိုဆက်ချောက်ဖို့ကိုဖီကအကြံပြုပါတယ်အဲ့လိုလေးပဲတွားစေချင်ပါတယ်ဆိုဘာလို့လဲဆိုတော့အိမ်တော်တစ်ခုဆိုတာကပတ်စံတစ်ခုရင်းနဲ့လဲဒီမြေပါအောင်နော်ဆိုတော့ပတ်စံတစ်ခုတည်းနဲ့လဲအိမ်တော်ကြီးကပျော်ရွှင်ရတယ်ဆိုတာမျိုးကလည်းမရှိဟုတ်ဘူးပေါ့နော်မဟုတ်နေဘူးဆိုတော့ခါကျတော့အိမ်တော်မှာဒီလူနှစ်ယောက်လုံးနဲ့သက်ဆိုင်နေဒီလူနှစ်ယောက်လုံးကကိုယ်တိဆောက်ထားတဲ့အိမ်တော်တစ်ခုကိုတမိုးထားမယ်ဒါမှသာလေအိမ်တော်ကြီးမပြိုကွဲတာတွေဒီလန်ခီပေါ့နော်ဒီဘဝလန်ခီနောက်ကိုနဲ့ဘာမှမရှိခင်အချိန်တည်းကသူရှိခဲ့တယ်ကိုယ့်ရဲ့ပိနာကလက်တွဲပေါ့တူလက်တွဲပြီးတော့ဒီရှေ့ဆက်ရှောင်းမလိုက်နေမှလည်းတမိုးထားပြီးတော့တွတ်တက်ကြဖို့အတွက်ကိုဖီးကပြောချင်တာဖြစ်ပါတယ်ဒီနေ့ကဖီးကဘာမှအတိုင်းဆွေးနွေးဖို့အတွက်ပြောချင်တာမဟုတ်ဘူးဒီနေ့ကဖီးရဲ့ holiday ပေါ့နော်ဖီးရဲ့ holiday တကယ်တော့ဒီနေ့ကဖီးရဲ့ holiday ဖြစ်တယ်ပြီးဒီနေ့ကိုဒီအကြောင်းလေးကိုအရင်အောင်ပြောချင်လို့ပြောလိုက်တာပေါ့နော်အရင်ပြောချင်လို့ပြောလိုက်တာပါလို့ဆိုအိမ်တော်တစ်ခုဖြစ်သွားပြီးကျတော့မပြိုကွဲဖို့ကိုထိန်းသိမ်းရတဲ့ခါမှာတယောက်တည်းကထိန်းသိမ်းနေရတဲ့ဟာတွေကထိန်းသိမ်းရတဲ့အိမ်တော်ကြီးတွေဆိုတာဒါအဖြစ်မှန်ပါတယ်နော်ဒါအဖြစ်မှန်ပါတယ်ဆိုသူ့ရဲ့ဖြစ်တည်မှုတွေသူ့ရဲ့ပျော်ရွှင်မှုတွေသူ့ရဲ့ဝမ်းနည်းမှုတွေသူ့ရဲ့တပွားတစ်ခုလုံးကဒီလူပေါ်မှာပုံအပ်ပြီးတော့ဘွားတစ်ခုလုံးပုံအပ်ပြီးတော့အိမ်တော်ဆိုတဲ့အရာကိုတူတူတိဆောက်ခဲ့ကြတယ်ဆိုရက်အစရှိမမေ့ပါနဲ့ဆိုရဟာမျိုးကိုရီဘလိုမျိုးစပြီးတော့ဒီဆက်ဆက်ရေးတစ်ခုကိုတိဆောက်ခဲ့လဲဆိုတာတွေကိုပြန်မဲရကြပါပြန်မဲရပြီးတော့ကောင်းမွန်တဲ့ဆက်ဆက်ရေးအိမ်တော်ရေးတစ်ခုကိုတည်မြဲအောင်တိဆောက်နိုင်ကြပါစေလို့ဖီးကဒီနေ့ဒီကားလေးနဲ့ပြောချင်တာပေါ့နော်ဆိုတော့ဒီဒါကဘယ်သူ့ကိုမှသူ့အကြောင်းမှပြောနေမှာမဟုတ်ပါဘူးဒီအိမ်တော်ရေးတွေမှာကလို့တန်းတယောက်ဖောက်ပြန်ပြီးတော့လို့နောက်ထပ်သက်ပါတီပေါ့နော်တတိယလူပေါ်လာတဲ့ဟာမျိုးတွေအဲ့လိုအရာမျိုးတွေကိုမြင်ရတာကတကယ်ကိုစိတ်မချမ်းသာကြပါနော်တကယ်ကိုစိတ်မချမ်းသာကြပါအဲကြောင့်မလို့ဖီးဆိုလဲအိမ်တော်မကြသေးဘူးပေါ့နော်အိမ်တော်မကြသေးဆိုတော့ဖီးဆိုလဲစဉ်းစားရတယ်ဘာဖြစ်လို့အိမ်တော်တစ်ခုမတိဆောက်ရသေးဘူးဆိုရင်ကြာရင်ဒီသမီးစားပေါ်မှာဆိုလို့ရှိရင်အများကြီးချိန်ရှိသေးတယ်ခု
အတွက်တကယ်ကိုတဘွားလုံးအတွက်သိချပြီးဆိုမှပဲအဲ့ဒီလိုနဲ့အိမ်အောင်ဆိုတဲ့ခေါင်းစဉ်အောက်ကိုတွားပါလို့နော်ဒါလေးကိုဖေကပြောချင်တာဖြစ်ပါတယ်တကယ်လို့ကိုကအိမ်အောင်တစ်ခုရဲ့ဒီခေါင်းစဉ်အောက်ကိုရောက်သွားပြီဆိုလို့ရှင်လဲလူကကြီးကတော့အမြဲတမ်းပျော်ရွှင်နေရတယ်ဆိုတာမျိုးမရှိဘူးအမြဲတမ်းအဆင်ပြေနေတယ်ဆိုတာမျိုးလည်းမရှိဘူးဒီလူနှစ်ယောက်မှာဆိုလဲစိတ်တူပေါ်တာချင်းအမြဲတိုင်းဆိုင်နေမယ်ဆိုတာလည်းမရှိဘူးเนาะဆိုတော့ဟိုရဲ့ချိုးပွေတိုင်းမှာကိုနဲ့ဟိုအစားကလေးကအတူတူရှိလာခဲ့ပြီးတဲ့ကိုသူ့ရဲ့တဘွားလုံးအထီကိုပုံအပ်ပြီးတော့ကိုနဲ့ဒီအိမ်အောင်ဆွဲတူအရာကိုတိဆောက်ဖို့အတွက်ကိုရုံကြည်ကြည်နဲ့ပုံအပ်ခဲ့တဲ့ကိုရဲ့လက်တွဲပေါ်မှာသစ္စာရှိရှိနဲ့ဒီအိမ်တော်တစ်ခုကိုတည်မြဲအောင်ဒီအိမ်တော်ကြီးကိုတာရအောင်ဒီအိမ်တော်မှာပျော်ရွှင်ရအောင်ဒီနှစ်ယောက်စလုံးမှာတာဝန်ရှိပါတယ်နှစ်ယောက်စလုံးမှာတာဝန်ရှိပါတယ်ဒီစကားကိုဖီထပ်ပြီးတော့ပြောပါတယ်အိမ်တော်တစ်ခုကနှစ်ယောက်နဲ့တိစောက်ထားတာလူနာနှစ်ဦးနဲ့တိစောက်ထားတာဆိုတော့ဒီအိမ်တော်ကြီးအဆင်ပြေဖို့ဒီအိမ်တော်ကြီးတည်မြဲဖို့ဆိုတာနှစ်ယောက်စလုံးနဲ့သက်ဆိုင်ပါတယ်တယောက်တည်းကပဲကြိုးစားနေရတယ်ဆိုတာကဒါအိမ်တော်လို့မခေါ်ဘူးเนาะဆိုအိမ်တော်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်ပြီဆိုရင်ဒီအိမ်တော်ကိုရှင်းဆက်ပြီးတော့တည်မြဲဖို့မြဲမြံဖို့เนาะဆိုတော့နှစ်ဖက်အတိုင်းဝိုင်းဒါတွေကအကုန်လုံးကဒီမြောက်စလုံးနဲ့သက်ဆိုင်နေနောက်ထပ်တစ်ခုပြောချင်တာကျတော့ဒီတိုင်းဝိုင်းပေါ့နှစ်ဖက်အတိုင်းဝိုင်းဆိုတဲ့ဟာရကိုလည်းပြောချင်တာပေါ့နော်အိမ်တော်တစ်ခုမှာဒီကတောက်လျှောက်ပြောခဲ့အိမ်တော်နှစ်ခုဆိုတာကအိမ်တော်တစ်ခုဆိုတာကလူသားနှစ်ဦးနဲ့တည်ဆောက်ထားတာအဓိကကအဲ့လူသားနှစ်ဦးကပို့ပြီးတော့အရေးကြီးတဲ့အချက်ချာကြတယ်အိမ်တော်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားပြီးအိမ်တော်တစ်ခုကိုတည်ဆောက်ပြီးပြီဆိုရင်အဲ့ဒီလူနှစ်ယောက်ကတောင်းအရှိဆုံးပါနော်တောင်းရှိဆုံးပါဆိုတော့အလူချင်းဒီမှာနှစ်ဖက်အတိုင်းဝိုင်းနေခြုံလာတယ်ငုံလာတယ်နှစ်ဖက်အတိုင်းဝိုင်းနေတခုခုဆိုရင်ဝင်ရောက်ဆွတ်ဖတ်တာမျိုးတွေဒါတွေကိုခဏလောက်တော့ဖယ်ထားပြီးတော့ဒီလူသားနှစ်ဦးစလုံးကဒီလူသားနှစ်ဦးနဲ့ကပို့ပြီးသက်ဆိုင်တာဖြစ်ပါတယ်အဲဆိုတော့အတိုင်းဝိုင်းနေကြောင်းအိမ်တော်ကြီးပြိုကွဲရတာဒီလိုအရာမျိုးတွေကိုလည်းဗီကမဖြစ်စေချင်ပါဘူးဆိုတော့အိမ်တော်ကိုတိဆောက်ထားတဲ့လူသားနှစ်ဦးစလုံးကဒီရာကိုတတိပြုဖို့အတွက်ကိုဗီကထပ်မှန်ပြီးတော့ပြောချင်တာဖြစ်ပါတယ်ဆိုတော့တာယာတည်မြဲတဲ့အိမ်တော်ကြီးကိုတိဆောက်နိုင်ပြီးတော့ပြောရှင်တဲ့ချစ်ချင်းမြတ်တာရင်းနဲ့ခြုံငုံပြီးတော့เนาะပြောကြနေ့ရက်လေးတွေကိုဖန်တီးနိုင်ကြပါစေလို့ဗီကဆုကောင်းတောင်းပေးပါတယ်တင်ချို့မှာကဗီပေးနိုင်တဲ့ message လေးပေါ့နော်ဒါကအိမ်အောင်ဆိုတဲ့အရာတစ်ခုကိုရောက်သွားပြီဆိုတဲ့အခါကျလို့ရှိရင်ဒါကကိုယ်ပိုင်မိသားစုလေးဖြစ်လာတာပေါ့နော်ကိုယ်ပိုင်မိသားစုလေးဖြစ်လာတာဘာလို့လဲဆိုကိုအရင်ရှိခဲ့တဲ့ကိုမွေးဖွားခဲ့ရတဲ့မိသားစုကကိုယ်တိုင်ကောင်းမွန်တိဆောက်လို့မရပါဘူးเนาะကိုယ့်ရဲ့လက်ထဲမှာမရှိဘူးကိုဖေမေလည်းပါသေးတယ်ကိုယ့်ရဲ့တခြားမောင်နှမကြီးလည်းပါသေးတယ်ဆိုတော့ဒါထားလိုက်တော့ပေါ့နော်ကိုတကယ်တိဆောက်ထားတဲ့ကိုယ့်ရဲ့အိမ်တော်ကြီးကိုရဲ့တကယ်မိသားစုကဘာလေးကိုလှပစွာနဲ့ဖန်တီးပို့ပေါ်နိုင်ကြပါစေလို့ပြရဆုမကောင်းတာ